ပရိသတ်များအားလုံးပဲမင်္ဂလာပါမျိုးကျော် YouTube Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ရဲ့ Channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူအကားစောရေးသားထားတဲ့တောမောက်တဲ့ညဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက Notification Bell လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။အချိန်ကာလအားဖြင့်1990ခုနှစ်ခန့်ကဖြစ်ပါတယ်။မကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့နယ်တွင်မြေစုံရွာကလေးမှာအေးအေးချမ်းချမ်းတည်ရှိနေတယ်။မြေစုံရွာမှာအိမ်ခြေ90ခန့်သာရှိတဲ့ရွာငယ်လေးတစ်ရွာဖြစ်ပြီးရွာသူရွာသားတွေကရာဆိုင်ပြိုးခြင်းတတော်တဲ့ပစ္စည်းတွေကိုထုတ်ယူရောင်းချခြင်းတို့နဲ့ရိုးသားစွာအသက်မွေးကြသူတွေဖြစ်တယ်။ယခုလိုလာတာတဲ့ညမျိုးဆိုရင်ရွာမှာရှိတဲ့အဘညိုတို့လူတစ်တိုက်စုယုံကြတဲ့အချိန်ဖြစ်ပါတယ်။အဘညိုအိမ်ရှိချမ်းဝန်းအတွင်း9000ကိုပြည့်ကြီးကိုပြင်းကလေးသားတွေနဲ့ရိုက်လှုပ်ချားလျာရက်ရွာတဲ့လူကြီးသူမများအဖို့အဲ့ဒီနေရာမှာစတဲချပြီးတော့စကားစမီပြောဆိုမြဲဖြစ်တယ်။နေစဉ်ပုံမှန်စုယုံလေးမရှိတော့လေလာတာတဲ့ညလာပြီးညမျိုးမှာတော့အမြဲစုယုံနေကြတယ်။အခုလဲကုတ်ပြည့်ကြီးမှာရင်သွေးချမ်းဝိုင်းခင်းကအဘညိုခေါင်းဆောင်ရဲ့ရက်ရွာအတွင်းမှာလူကြီးသူမတွေစုယုံကရှေးဟောင်းနှောင်ဖြစ်တွေရောက်တဲ့ရာရာတွေကိုပြောဆိုလေရှိပါတယ်။အဲဒီကုတ်ပြည့်ကြီးမှာလူကြီးသူမတွေသာစုယုံကြသည်မဟုတ်ပေဟိုးကတ်တို့လိုကလေးတွေလည်းစုယုံတတ်ကြတယ်။အများအားဖြင့်လူကြီးသူမတွေပြောတဲ့စကားတွေကိုနားထောင်ကြခြင်းဖြစ်တယ်။ကလေးပြားတဲ့ညာများမှာတော့အဘပြုံးက950ဇနီးပတ်ပုံမြင်တွေမှတ်သားဖွယ်ရာပုံမြင်တွေကိုပြောဆိုလေရှိတာကြောင့်ဖိုးခတ်တို့ကလေးတစ်တိုင်းအလွန်ကြိုက်နေတတ်ကြတယ်။ဒါမှမကအစနောက်တန်တဲ့ဘာရီကလည်းတရေတစီပုံမြင်တွေကိုပြောပြပြန်သေးရအဲဒီညာမျိုးမှာတော့ဖိုးခတ်တို့အိမ်ပင်မပြန်ရင်အိမ်ရောက်လေပင်အိမ်သားတို့ဆင်းမသွားရအောင်ကြောက်လန့်ကြပါလိမ့်။မိတို့ပင်ကြောက်လန့်စေကမူဖိုးခတ်တယောက်ကတော့အဘထွေးပြောတဲ့တရေတစင်နဲ့ပေဒဇလန်းတွေကိုအလွန်နှိမ့်ချိုက်လေတယ်။ကဲငင်းလန်းနေပြီဆိုတော့စကားဝိုင်းသိမ်းကြအောင်။ကလေးတွေလည်းအလှည့်ပေးလိုက်ပါအောင်ဗျာ။အဲဒီခါဖိုးခက်ကအနားကိုကတ်သွားပြီးတော့ဒါနဲ့ဟိုရပိုင်းကအမေပြောတာတော့တခါတော့ကဒီရွာကိုဓမြတွေတိုက်မဲ့ရေးကိုတရေကြီးတွေကကာကွယ်ပေးလိုက်တယ်လို့ပြောဘူးလေ။အဲဒီဇလန်းကတကယ်လားဗျာ။အဘညိုကပြုံးလာရင်းနဲ့ဖိုးခက်ကတော့မေးလဲမေးတတ်ပါတကယ်တော့ဒီဇလန်းကလူတွေယုံနှမ်းဖြစ်ပြောနေကြတာပါကွာတကယ်တော့တရေတစီဆိုတာလူကိုနှောက်မဲနှောက်ရှက်နိုင်တာကွာအကျုံးပြပါဘူးကွာအရိခါဘာရီကအဘညိုစကားကိုမျက်မှောင်ကျုပ်ကနားထောင်နေရင်ဒီလိုတော့မပြောနဲ့ကိုကြီးကတရေတစီဆိုတာလူကိုအကျိုးပြုခြင်းပြုမှာပေါ့ဗျာအဘညိုကမိမ့်မိန်ကြီးပြုံးလာရင်နဲ့သွားစမ်းမှာကိုထွေးရခမရပြောပြနေတဲ့တရေတစီဇလန်းတွေဖုတ်တပတ်ဇလန်းတွေဟာတကယ်တော့လူနာထောင်ကောင်တောင်စင်ရင်မရအစိတ်ကူးရင်တီထွင်ထားတဲ့ဇလန်းတွေပါဗျာပြီးတော့ခုနကဖိုးကန့်ပြီးပြောသလိုတရေရီကလူကိုကူညီတယ်ဆိုတာမျိုးပေါ့မှတ်ထားကိုတွေတရေဆိုတာဘတော်မှအပြူသဘောမဆောင်လူတွေကိုကူညီပေးရထုံးစံမရှိဘူးဗျာဒီလိုတော့ပုံသင်ပြောနေကိုခမရကြုံမှုလို့ဟာကျုပ်ကဘုံကြီးလူတတ်ပါဗျာစာဝါရီလဲတော်တော်လိုက်ဘူးလေခမရလိုစာမတက်ပေမတက်မဟုတ်ဘူးအဘညိုကတင်စည်းပြောလိုက်တဲ့အခါအဘာရီတယောက်အလွန်ခံပြင်းသွားတယ်အောင်မငညိုရမင်းဘုံကြီးဝစ်ပြီးစာဝါလိုက်ရင်ညံမကောင်းလို့စာမေးဝဲတဘုံဘုံကြငါမတီးဦးမှန်နေလားနောက်ဆုံးတော့မင်းကမင်းရှက်လာလို့လူထွက်ပြီးမိမယူလိုက်တာလေကွာအဘာရီရလိုက်တဲ့အခါကိုပြက်မှာထိုင်နေကြတဲ့အဘာကြီးတွေကရီမောလိုက်ကြတယ်။အဘာညိုမျက်နှာကြီးမှာဒေါသထွက်လာတာကြောင့်စူပုတ်လာနေတယ်။အောင်ပါခမရတော့ကကျုပ်ဟင်ကိုလည်းလာသည်ကျုပ်ကိုလည်းစော်ကားနေပါလားဗျာ။ဒီမှာကထွေးငါစာဝါကြပေမဲ့ဘာပဲပြောငါမေးတဲ့ဆိုင်ပို့ပြီးစားတဲ့တယ်ပေါ့။မင်းလိုမျိုးရက်ထွဲရတွေကကလေးတွေကိုအခြေမြင့်မရှိတဲ့တရေဇလန်တွေပြောပြီးလိုက်ချောင်းနေရလူမဟုတ်ဘူး။အဲ့ဒီချိန်မှာဘာရီလဲငိမ်မခံတော့ပြီဟဲ့အောင်
ငါမစက်နဲ့ငါပြောတာမင်းဘူးပါလားမင်းကရောကွာအာရှိဖုန်ကြီးလူတွဲဆိုပြီးတရားမဲ့ဟောကျင်နေတာဟိုနေ့ကပြောတဲ့ကြောက်ခဲလေးဘဝဇလန်းဆိုတာဂျာနီကဖုန်ကြီးတရားနားထောင်ပြီးတော့ပြန်ပြောပြတာငါမတူမြထင်နေလားကွာအခြေအနေကတင်းမာကုန်ပြီလေနောက်တော့အဘညိုကမတ်တက်ရက်ထားပြီးအဘတွေကိုအဝေလုံးနေတယ်အဘတွေကလည်းအားကြမခံအဘညိုနဲ့နှပန်းဖက်လုံးကြတယ်တခြားဘာကြီးတွေကဝိုင်းဝန်းဖြန်းဖြီးတော့လဲအဲ့ဒီနေရာအားကိုဆွဲမရတော့ပြီအဲ့ဒီလိုနဲ့အချမ်းရီတောက်ကပြောဆိုဆွေးနွေးနေကြတဲ့စကားဝိုင်းကနေလက်သီးလာမောင်းတန်းကကျုပ်နဲ့လုံးဖက်ကြတဲ့နှပန်းဝိုင်းဖြစ်ပြောင်းလဲသွားလိမ့်တယ်ဟိုးကတ်တို့ကလေးတတိုက်မှာတော့လက်ဝဲပွဲကြီးပွဲကောင်ကြည်ရသည့်အလားနဘေးနာနေ၍လက်ခုပ်တီးကအားပေးကြနေတယ်လုံးထားပြအဖညိုရကန်ထားပြအဖတွေရလာတာညမှာကျင်းမတဲ့နပန်းပွဲကနောက်ဆုံးရွာတကြီးလာရောက်ပြီးတော့ဖြန်ဖြေတဲ့အခါမှာဒိုင်ပွဲရက်အနေနဲ့ပြီးစီးသွားလိမ့်တော့တယ်သို့တော်လည်းနောက်ရက်လာတာညတွေတော့ဘာကြီးညိုအိမ်မှာထပ်မံစူးစီးကြပြန်နေရွာသားတွေအားလုံးတို့မှာဆွေမျိုးတော်ဆက်ကြတာမို့ရမိုင်နေကြကထိုးချိတ်ခဲကြပြီမဲ့လေဒီကနေ့ညမှာတော့ငင်းရင်အကူပမာပခုံးဖက်လျက်ရှိနေတော့တယ်ဒါနဲ့ဘာညိုကြီးလာမဲလာပြင်းနေအင်ဂျင်မြိုင်ရွာဘက်မှာအလူရှိတယ်လေဗျာဟေးဟုတ်လားငါတော့မေ့နေလိုက်တာဒါနဲ့အလူကအဲဖိတ်ပြီလားခုကလာပြေးဖို့လိုသေးတာကိုဗျဒါမဲ့ညနေကအင်ဂျင်မြိုင်ကပြန်လာတဲ့ဖိုးထူကတော့တကြီးကအဲဖိတ်ခိုင်းတယ်လို့မှားတယ်ဗျာကျုပ်တို့ရွာကလာနိုင်သူတွေလာခဲ့ကြပါဦးနဲ့အဘပြုံးကတစ်ချက်ခေါင်းညင်ရင်နဲ့မိုးလေကင်းလို့ပြီးဆိုပေမဲ့လေယာတွေကမထွက်သေးဘူးဆိုတော့တို့ရွာသားတွေအဲ့ဒီတူတောင်းလိုက်ကြမှာမဟုတ်ဘူးကွာအဲ့ဒီကဘာတွေကဟိုဗျာလူငယ်တွေလူလက်တွေမအားပြီပဲကျုပ်တို့လူကြီးတွေကအားတယ်မလားအခုတော့အားရကိုပြစ်ထိုင်ပြီးရေလေးတောင်းနေကြတာမလားအဲ့ဒီကကိုပြစ်ထိုင်နေသူအားလုံးကရီးမောလိုက်ကြတယ်ဟေးကွာငါတို့သွားရအောင်ဘာညိုမင်းလိုက်မယ်မလားလိုက်တာပေါ့ကွာဆိုင်းလေးပါလေးကြည့်ရတာပေါ့ကွာဘာတွေမင်းရောလိုက်မလားဒါပေါ့ကျုပ်ကလိုက်ပြီးသားပဲဘာပြုံးနေတော်ရင်တို့ရောလိုက်ပါတော့လဲရှိလို့ကတော့လိုက်ပြီးသားပဲလဲဆိုတဲ့အတန်ကြားတာကြောင့်အားလုံးကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါရင်အရိခါဖိုးခက်ကမတ်တက်ရက်လိုက်ပြီးရောလဲရတော့မပူနဲ့ဗျာဒီညနေပဲအဖေတို့ပြောနေတာကြားလိုက်တယ်အင်ဂျင်မြတ်ရွာကအလူရှင်ကအဖေတို့နဲ့အမျိုးမို့မသွားလို့မကောင်းဘူးလေဗျာလဲနဲ့သွားမယ်ဆိုပဲဗျာဟာဒါဆိုရင်တော့ဟန်ကြတာကွာဖိုးခက်ဖေးဘာခက်ကိုငါတို့ပြောရင်ရမှာအောင်အဲ့ဒီလိုနဲ့လာပြမတိုင်မီတရက်အလိုမှာလဲနဲ့သွားလာရင်ဆုံးဖြတ်လိုက်ကြတယ်ဖိုးခက်ရဲ့အဖေမှာကိုဘာခက်အဆိုသူဖြစ်တယ်တရားရဲသားချင်းမို့ကိုဘာခက်ကလည်းလူကြီးတစ်တိုက်ကိုလိုက်ခွင့်ပြုလိုက်လေရောတယ်ဒါပေမဲ့လဲထွက်မဲ့အချိန်မှာညနေပိုင်းဖြစ်နေလေတော့လူကြီးများမှာတော့တိတ်မကြိုက်ကြပဲဘာခက်ရခရီးသွားမှဖြစ်စောစောစီစီသွားပေါ့ကွာမဖြစ်လို့ပါအဘတို့ရာကျုပ်ဒီမနက်ပိုင်းကုံတိုက်စရာတခုရှိတာဂတိပေးထားမိလို့ဗျာမနက်ပိုင်းကုံတိုက်ပြီးနေလေဆိုရင်အားပါပြီဗျညနေနေတော့ကျုပ်တို့ထွက်ကြမှာပေါ့နေကြသားပြီဆိုရင်တော့လူတွေလည်းအေးအေးဆေးဆေးနွားတွေလည်းမပူတော့ဘူးပေါ့ဗျာအင်ဂျင်နိုင်က၄ဝက်လောက်သွားရတယ်မို့လားဘာခဲ့ရတို့သွားမှာညာကြီးမင်းကြီးနော်ဘာခတ်တာမှလို့အဘာပြောရကျုပ်တို့ဒီကညနေ3 နာရီလောက်ထွက်မယ်ဗျာအင်ဂျင်မြိုက်ကိုသွားတဲ့လှဲတန်းကြီးကလည်းဖြူးလို့မလားပြီးတော့ဒီညအဖိနေညဆိုတော့လာလေတာပါဗျာအင်ဂျင်မြိုက်ကိုည8 နာရီခွဲလောက်ရောက်မယ်ဆိုရင်အဘတို့အလူဝင်ညဧကန်ဆိုင်ကိုတန်းသားတော်ရင်ပေါ့ဗျာအဘပြုံးကကြေနဲ့သွားကခေါင်းငိတ်လိုက်တည်တော့တယ်မင်းပြောတာလေဟုတ်နေတာပဲဘာခက်ရဒါကြောင့်လဲမင်းတို့လူတွေကဘာခက်တာမှတ်လို့ဘာခက်လို့ခေါ်ကြတာကိုကွာကိုဘာခက်ကခေါင်းကုန်ရင်နွားတွေကိုအစာနိုင်ကျွေးနေတော့တယ်ညနေဆောင်တဲ့အခါရင်တော့လဲတစ်ခုလုံးကိုတန်ရှင်းရဲလုပ်ပြီးတကြောဖြာချမ်းကြီးများခင်းလိုက်ကြတယ်ဖျားပေါ်မှာတင်ပြိုးပြတစ်ချက်ခင်းလိုက်တဲ့အခါလူများလိုက်ပါစီးနေရန်အစင်နဲ့ဖြစ်သွားလိတော့တယ်လဲမှာလိုက်မဲ့သူကတိတ်များဆဆမဟုတ်လဲကိုဘာခက်ကမောင်းနေမှဖြစ်ပြီးအဘပြုံးကြီးတော်ရင်အဘညိုအဘရေးကို၄ယောက်သာဖြစ်ပါတယ်
ကလေးများဖြစ်တဲ့ဖိုးခက်နဲ့ရွှေမီးတို့မောင်နှမနှစ်ယောက်လည်းလိုက်ပါမှာဖြစ်တယ်။လိုက်ပါမဲ့သူတွေကလဲပေါ်တက်ကနေရာချထားနေစဉ်အဘညိုကလဲကိုတစ်ချက်ကြည့်ကတို့လဲမှာပေါင်းမတက်ဘူးလားပါခဲ့ရ။ဟာအဘညိုကလေကျုပ်တို့သွားမှာနေကြတဲ့ချိန်သွားမှာဗျာ။ပူလဲခဏပေါ့ဗျာ။ခင်တန်းနဲ့တဲเจ้าကိုဖျက်ရင်အရေးရသေးတယ်မလား။ပေါင်းမကအပူကြီးပါဗျာတက်မနေတော့ပါဘူး။ညနေ3 နာရီမထိုးခင်မှာပင်လဲကိုမောင်းထွက်လာခဲ့ကြတယ်။ရွာရဲ့ဖြတ်မှာလဲပေါ်ပါလာတဲ့အဘာကြီးတွေကိုရွာကန်တွေကနှုတ်ဆက်ကြလိမ့်တယ်။ကြီးတော်ရင်ကဟဲ့ချွေးကြီးတို့အင်ဂျင်မြိုင်လူကိုမသွားကြဘူးလား။မသွားတော့ပါဘူးကြီးတော်ရင်ရဲ့ကျုပ်တို့ရာခင်းမှာမပြီးသေးတာ။ရာခင်းထွက်တော့မှပိုးရဲပတ်စံနေစုပြီးအလိုခင်ပြီးဆိုင်ကားမယ်ကြီးတော်ရင်ရဲ့သူများပွဲကိုမသွားတော့ဘူး။ကို့ဘာသာပဲပွဲသိမ်းတော့မယ်လို့စိတ်ကူးထားတယ်။ကောင်းပါအေးအစာဝဝလင်လင်ကျွေးထားတာကြောင့်ဝါဖီးနေတဲ့ကိုဘကက်ရဲ့နွားဝါတရှင်းကလည်းတန်တန်မာမာထွားထွားကြမ်းကြမ်းနဲ့လဲဆွဲကောင်းလာရာကိုဘကက်တို့လဲမှာမကြမီရွာကနေထွက်ကခင်တန်းအတွင်းကိုဝင်လာခဲ့ကြတော့တယ်။စကားတပြောပြောနဲ့ရီမောကသွားကြတာကြောင့်အချိန်ကကုန်မမသိအောင်ညံလွန်းလာတယ်။မကြမီနေဝင်သွားပြီးအမောင်တူကအကြီးဆိုးသွားတော့တယ်။အဘာကြီးတွေကဘိုက်စာတက်တာမို့လဲပေါ်မှာပဲထမင်းဝိုင်းပြင်းကစားတောက်ကြလိမ့်တယ်။အဘာတွေကနေတို့များကြားမှုတာကြတော့တောရဲတောင်နဲ့ထမင်းစားမယ်ဆိုရင်တောပိုင်တောင်ပိုင်တွေကိုအရင်ပတာပြီးမှစားရတဲ့အဘာညိုကအဘာထွေးပြောတဲ့စကားကိုကြားတဲ့ကခေါင်းခါရင်းနဲ့မထွေးတို့များအယူတီးချက်ပဲကွာကိုထမင်းကိုစားတာကွာသူတို့ထမင်းကိုလူစားတာမှမဟုတ်တာ။ဩကျုပ်လည်းကြားဘူးတာပြောတာပါ။အဲ့ဒီကလဲမောင်းနေတဲ့ဘာခက်ကကျုပ်တို့လည်းဒီတိုင်းစားတာပါပဲ။ကြီးနားမှာတော့ဘာမှမဖြစ်ပါဘူးဗျာ။ပြီးတော့ဒါလည်းတောအုပ်ကြီးမှမဟုတ်တာ။တစ်ပင်ကျိုးတို့ကျဲတဲ့ပေါက်တဲ့ခင်တန်းလေးပဲမလား။လဲပေါ်ပါလာတဲ့သူတွေကအဘာတွေကိုအတွေးခေါင်သူတို့ယူစားကဝိုင်းဝန်းကြည့်ကြတာမို့အဘာတွေတယောက်ခေါင်းကုန်ရင်ထမင်းသာကြိတ်စားနေရောတယ်။ထမင်းစားတော့ကြပြီးလဲပေါ်မှာဖန်မီးရည်လေးလုံးကိုထွန်းကြီးလိုက်တာကြောင့်လင်းချင်းသွားလေတယ်။မကြမီအနောက်ယွန်းယွန်းစီမှအဖိတ်နဲ့လာမင်းကြီးကမေးကျင်ထွက်လာကတလောကလုံးကိုအလင်းရောင်များဖြန့်ကျက်လိုက်လေတော့တယ်။ခင်တန်းတွေရှိတစ်ပင်များကြားမှလာရောင်တွေကဖြာကျနေလေတယ်။အရိမြမကသည်ညလီအေးအေးလေးတဲ့မို့ခရီးသွားနေရသည်ဟာတက်တောင့်တက်တာရှိလာပါရင်။တမင်းစားပြီးလေတဖြူးဖြူးနေမို့အဘာကြီးတွေငိုင်ပြီးနေကြစီပြီ။ဂရီကောင်းနဲ့အဘာပြုံးကကိုဘခက်အနာကိုကတ်လာရင်နဲ့ဘာခက်ကြီးတို့ရီလမ်းနေပါရီမှားနေမယ်နော်။ဘာခက်တာမှလို့အဖရဟောရီခင်နဲ့ကထွက်လိုက်တာနဲ့တဲเจ้าကြီးကလာရောက်နေဖွေးနေတာပဲဗျာ။အရှင်နေနေဆက်သွားပြီးတဲเจ้าကနေလှဲလမ်းပေါ်တက်လာရင်အင်ချင်းမြန်စီတက်တယ်ပဲဗျာ။အေးကွာငါတတိထားရအောင်ပြောတာပါကွာ။မစိုးရင်ပါနဲ့ပါပြုံးရဒီကကျုပ်သွားနေကြလမ်းပါဗျာ။အရီလိုနဲ့အပါပြုံးလဲလှဲပေါ်မှာအသားတိုင်းကငိုင်မီးလေးလိုက်လာခဲ့တယ်လေ။ဖိုးခန်းနဲ့ရွှေမီးတို့ကလေးတွေကတော့စားတော့ပြီးပစိုးကြုံမှာခွေခွေလေးအိတ်လိုက်လာကြလိမ့်တယ်။ဖိုးခက်ကတရေကြီးလို့အကျယ်ကြီးထားအောင်လိုက်တော့အဘာကြီးများပဲလှန်ထိုးသွားကြတယ်။ကိုဘခက်ကဖိုးခက်ကြောကုန်းကိုပုတ်လျက်ဟေ့တာဘာဖြစ်တာလဲကွာ။ကျုပ်ကိုတရေကြီးလိုက်လို့ဗျ။မင်းအိမ်မက်မက်တာဖြစ်ပါလိမ့်မယ်ငါသားရ။ဘာတရေမှမရှိပါဘူးကွာ။ဖိုးခက်မှာအတော်မောပန်းကကြောက်လန့်နေသေးတယ်။အဘညိုကသူ့အနားမှာရှိတဲ့တောက်ရီအိုးမှရေတစ်ခွက်အခတ်လိုက်ကဖိုးခက်ကိုတိုက်လိုက်ရင်လည်းဘာမှမရှိပါဘူးဖိုးခက်ရမင်းကတော်တော်ကြောက်တတ်တာပဲကွနောက်ဆိုဘာရီပြပြတဲ့တရေဇလန်းတွေတိတ်နားမထောင်နဲ့ဒီဇလန်းတွေကအလကားတက်လူတွေကိုကြောက်ပြောထားတာလေကွဘာမှအကျိုးမရှိဘူးအဘညိုပြောလိုက်တဲ့ကအဘာရီမှာဒေါသထွက်သွားပုံရပါတယ်ဟာငါညိုမင်းမလေးတခုခုဆိုရင်ငါဘက်ကိုလှည့်လာတာပဲကွာငါဘလောက်တီးခန့်နိုင်တယ်လဲဆိုတာမင်းကစမ်းကြည့်ကြလို့လားအဘညိုနဲ့အဘာရီတို့အခြေအနေမှာတဖန်ပြန်လဲတင်းမာလာလေအဘညိုကလက်သီးလက်မောင်းတန်းကလဲပေါ်မှာမတ်တက်ရက်လိုက်စဉ်အဘညိုခေါင်းမှာပေါင်းထားတဲ့ခေါင်းပေါင်းစမှာလှဲလန်းပေါ်ကိုကိုင်းကြနေတဲ့တစ်ကိုင်းတစ်ခုနဲ့ချိန်မိသွားကတင်ကြံနေခဲ့တော့တယ်တော်စမ်းပါတော့ရှင်တို့ကလည်းတခုခုဆိုရင်ထိုးမယ်ကြိတ်မယ်နဲ့ကလေးတွေများမှတ်နေကြလား
ကြီးတော်ရင်ကဝင်ဟန်းတဲ့အခါမှာအားလုံးတိတ်ဆိတ်သွားကြလေတယ်အဘာပြုံးကစကားလမ်းကြောင်းလွှဲကျင်တာကြောင့်ဟေ့ဘာညိုဘယ်နိုင်ထိုးပြီလဲကွာသူတို့လူထဲမှာအဘာညိုတယောက်တင်သာလက်ပတ်နာကြီးပါလိတယ်အဘာညိုကသူ့ပတ်နေကြငွေရောင်လက်နေတဲ့လက်ပတ်နာကြီးအဟောင်းကြီးကိုမှန်ရဲ့အလင်းရောင်ဖြင့်ကြည့်လိုက်က9 နာရီခွဲပြီကွာအဲ့ဒီကလဲဘော်ကလူတွေအံ့အားသင့်ကုန်ကြတယ်တို့စီးနေတာခဏလေးပါမဟုတ်မှတွေရောဘာညိုနာကြီးကပြက်နေတာများလားအဘာရီကလည်းသူ့ဘက်ဝင်လာပြီးဖြစ်တော့ဘာညိုကိုဝင်းနှိမ်အောင်မယ်လို့အကြံနဲ့ဘာညိုရခမားနာကြီးအစုပ်ကြီးကိုဟန်လုပ်ပြီးပတ်မနေပါနဲ့ခမားနာကြီးကတနေ့3 ခါရက်တာကျုပ်မတီးဘူးထင်နေလားအဘာညိုနဲ့အဘာရီတို့ပြန်ပြီးတော့ရန်ဆောင်ကုန်ကြတယ်လဲဟော်မှာတယောက်တစ်ပေါက်နဲ့ငိမ့်ကုန်ရင်အော်ဟစ်လိုက်ပါလာကြနေတယ်တနေရာရောက်မှာတော့လဲမောင်းနေတဲ့ကိုဘခတ်မှာအတန်ပြဲကြီးနဲ့ထအောင်နေတယ်ဘာကြီးရောလဲတိတ်နေစမ်းများကျုပ်ဒီမှာစိတ်ညစ်ရတယ်ကိုဘခက်အွန်လိုက်တဲ့အခါတွေမှာအဘာကြီးတွေကနှုတ်ဆက်သွားတော့တယ်အဘာပြုံးကကိုဘခက်ကိုဘာဖြစ်လို့မင်းကစိတ်ညစ်တာလဲဘာခဲ့ရဒီမှာလမ်းပြောင်းနေပြီဗျဟေးမင်းပြောတော့သွားနေကြစို့ဟုတ်တယ်ဗျကျုပ်နေနေကြဒီလမ်းကသွားနေကြပြီအခုတော့ဘလို့ဖြစ်တယ်မသိဘူးဒီခင်တန်းတွေကနေကိုမထွက်နိုင်သေးဘူးဗျဟေးအဲ့ဒါငါတို့တောမောက်တာပဲကွာဘာရီကထအောင်ပြန်နေကိုဘကခေါင်းကုတ်လျက်ဒီခင်တန်းကအလွန်ဆုံးသွားရရင်နိုင်ဝက်ပါဗျာအခုတော့တနားရီလောက်ရှိပြီထင်တာပဲဗျာဒီခင်တန်းကမဆုံးသေးပုံမှန်ဆိုရင်တဲချောင်းနဲ့ရောက်ရတော့မှာဟုတ်ရဲ့လားဘာခက်ရမင်းနွားတွေသွားတာနှေးလို့များလားမဟုတ်ပါဘူးဗျာကျုံနွားချောင်းကျုပ်အတိဆုံးပါခင်တန်းကအခုမှားနေတာမင်းလမ်းများမှားလိုက်လားဘာခဲ့ရခင်တန်းတွေကဖြတ်တယ်လားတလန်းနဲ့ရှိတာဘာလို့လဲသိပါဗျာလောက်ရအောင်မှလှဲလန်းတိုင်းလိုက်ခဲ့တာပဲမှားစရာမရှိပါဘူးဟေးကွာဘာပဲပြောစက်ပေါင်းကြစို့ရီလိုနဲ့လဲကိုဆက်လက်မောင်းနေလာခဲ့တယ်တနေရာရောက်မှဖိုးကက်ကလှဲလမ်းမတနေရာကိုလက်ညှိုးထိုးလိုက်ပြီးတော့အဖေဟိုမှာဖိုးကက်ပြတဲ့နေရာကိုကြီးလိုက်ကြတဲ့အခါလှဲလမ်းပေါ်ကိုကိုင်းချနေတဲ့တစ်ကိုင်းတစ်ခုမှာအဝိဆတစားကတွဲလောင်ကြီးကျနေရော်တယ်အဘညိုကတေးချကြည့်လိုက်ပြီးတော့အဲ့ဒါငါခေါင်းမောင်းစားကွာခုနကတစ်ပင်နဲ့ညှိကြံခဲ့တယ်ခေါင်းမောင်းစားပဲအရီနာရောက်တဲ့ကအဘညိုကမတ်တက်ရက်ထကခေါင်းမောင်းစားကိုဆွဲယူလိုက်ရဲ့ကိုဘခက်လည်းအရှိနာရောက်မှလှဲကိုရက်တန့်လိုက်ကြော်တယ်တခုခုတော့မှားနေပြီဗျာခုနကတစ်ကိုင်းနဲ့ညှိတဲ့ခေါင်းမောင်းစားကပြင်ရတယ်ဆိုတော့ကျုပ်တို့သွားနေတာတပတ်လဲနေလို့ဖြစ်နေတာပေါ့ဘာပြုံးလဲခေါင်းငိန်နဲ့ဒါထက်လမ်းတလန်းနဲ့ရှိတာဆိုပါခင်ဗျာဟုတ်ပါရဲ့ဘာပြုံးရခင်တန်းကိုဖြတ်တဲ့လမ်းဒီလမ်းနဲ့ရှိတာပါဒါဆိုဘလို့လို့ပြီးအနောက်ကိုပြန်ရောက်သွားတယ်ကွာကိုဘကလည်းခေါင်းကိုတပြင်းပြင်းကုတ်ပြီးတော့ကျုပ်လည်းမသိတော့ပါဘူးဗျာတောမောက်တာအဲ့ဒါတောမောက်တာကွာငါပြောသားပဲခုနကထမင်းစားတော့ကတောမိုင်တောင်မိုင်တွေကိုမြောက်ဖို့ပြောခဲ့တာပဲဘာရီပြောရိတ်ကအဘညိုမျက်နှာမှာဇီးရွက်လောက်သာရှိတော့တယ်အဘကြီးတွေကလည်းခေါင်းချင်းဆိုင်ကုန်နေပြီကဲဒါဆိုရင်လေရှေ့ဆက်မသွားဘူးပေါ့ကွာတို့တွေအနောက်ကိုပြန်လဲမယ်ရောင်းပြေကြမယ်ကွာအဘပြောတဲ့စကားကိုအားလုံးကထောက်ခံလိုက်ကြပြီးနောက်လှဲကိုပြန်လှဲကြတယ်ကိုဘခက်ကလဲမထွက်မီတွင်သူစောင်းလာခဲ့တဲ့ခမောက်ကိုလှဲပေါ်ကနေပြစ်ချထားခဲ့လိတဲ့ကိုဘခက်လှုပ်တာကိုအားလုံးကတွေးလိုက်တော့လေဘာမှအဆက်မပြောကြဘူးအဘော်ရီကတော့တောပိုင်တောင်ပိုင်တွေကိုလက်အုပ်ချီအောင်တွတ်တောင်းပန်ရှာတယ်လဲကိုပြန်လဲခဲကြရင်အားလုံးစိုးထိတ်နေပြီပါတယ်လဲပြန်လဲပြီးနိုင်ဝက်ခက်အကြာမှာပဲနွားများကတစုံတစ်ခုကိုတက်နေပြီကကျွတ်ကနေအတန်မြည်သွားတော့တယ်ကိုဘခက်လည်းလဲကိုရက်တက်လိုက်ပြီးလှဲအောက်ကိုခုန်ဆင်းလိုက်တယ်။အဲဒီနောက်မြေပေါ်မှာကျနေတဲ့ခမောက်ကိုကောက်လိုက်ကအားလုံးမြင်သာစီရင်ထောင်ပြလိုက်တယ်။ဒီခမောက်ကမင်းခုနကချခဲ့တဲ့ခမောက်မဟုတ်လား။ကိုဘကလည်းနွားနှင်းထားတဲ့ခမောက်အပြားကြီးကိုစိတ်ပြက်လက်ပြက်နဲ့မြေကြီးပေါ်ကိုပြစ်ချလိုက်ပြီးနောက်ကျုပ်တော့တော်တော်စိတ်ပြက်လာပြီဗျာ။ဒါဆိုရင်ငါတို့တွေရှေ့ဆက်သွားမရနောက်လည်းပြန်ဆုပ်လို့မရပဲ
ဒီခင်တန်းနဲ့တဝဲနေလည်းဖြစ်နေတာပေါ့အားလုံးစိတ်ကြသွားတော့တယ်ဖိုးကတ်တို့လိုကလေးတွေပြင်အလွန်ကြောက်လန့်နေမိရဲ့ကိုဘာကမှာစိတ်ပြက်လက်ပြက်နဲ့မြေကြီးမှာထိုင်ချလိုက်လေတော့တယ်လာရောင်ကရှွန်းရှွန်းပပတားနေစေပြီဖြစ်ပါတယ်ကိုဘာကမှာအတန်းကြောင်ထိုင်နေရင်တောက်တစ်ချက်အကျယ်ကြီးခောက်လိုက်လေတော့တယ်အဲဒီနောက်လဲမောင်းတဲ့နဘေးမှာအသာချထားတဲ့စောင်းဓာတ်ရှည်ကိုဆွဲထုတ်လိုက်ကဓာတ်တရင်ရဲနဲ့စိန်ခေါ်လေတော့တယ်ဘယ်ကောင်လောက်တာလဲဘယ်ကောင်ငါတို့ဒီလိုလောက်တာလဲဟဲ့တတိရှိရင်မိမလို့မိမရလောက်မနေနဲ့ကိုထင်ပြစမ်းဟျောင်းမင်းနဲ့ငါနဲ့ချမယ်ကိုဖားကကပြောဆူဆူနဲ့အနီးမှာပေါက်နေတဲ့တစ်ပင်များကိုဓာတ်နဲ့လိုက်လံခောက်နေသေးတယ်အဘာပြုံးနဲ့အဘာညိုတို့မှာကိုဖားကကိုဝေဆွဲကြရတယ်ဘာခက်ရဒါလို့မလုပ်ပါနဲ့ကွာမင်းလုံးမငါတို့ပို့ဆုံးနေပါဦးပဲကွာအဲ့ဒီချိန်ခင်တန်းတွင်းမှာတရှဲရှဲအတန်ကြီးနဲ့လေတိုးတန်ကဲသို့အတန်များကိုကြားလိုက်ရတယ်ကိုဘာခက်တာမကကြံသူများပါအလွန်ထိတ်လန့်သွားကြတယ်အဲ့ဒီတန်ကြီးမှာဝေးရမှတပြေးပြေးနီးလာလေတယ်ဒီကလာတဲ့ကခင်တန်းတစ်ခုလုံးစူညံနေလေတော့တယ်အနီးနားရောက်တဲ့ကအဲ့ဒီတန်တွေကလေတိုးတန်မဟုတ်ပဲအတန်သေးအတန်ကြောင်အတန်ဆူဆူလေးပြနဲ့အော်ဟစ်နေတဲ့အတန်ဖြစ်နေတယ်အတန်များနဲ့တူအနှဲ့ရောင်လင်းတို့အုပ်ကြီးကတစ်ပင်များကြားကနေအလုံးလိုက်ထွက်လာလျော်တယ်လင်းတို့အုပ်ကြီးကလဲပေါ်ရှိလူတွေကိုအတင်းဝင်တိုက်ကြတယ်လင်းတို့တိုက်တဲ့တန်ခံရတာကြောင့်အားလုံးကကြောက်လန့်တကြားနဲ့လဲပေါ်ကနေဆင်းပြေးကြကလဲအောင်မှာဝေနေကြရတယ်လင်းတို့တွေကပတ်ဝန်းကျင်တစ်ခုလုံးမှောင်တိကျသွားသည့်အထိများပြားလာတယ်လဲအောက်ဝင်နေကြတော့လဲမကြခင်လဲဆွဲတဲ့နွားတွေမှလည်းရုံးကန်ကြပြီးနောက်အပြေးအလွှာပြေးထွက်သွားရာလဲမှလည်းမောင်းသူမပါဘဲပြေးထွက်သွားလျော်တယ်လဲရောက်ပုံနေတဲ့လူတွေကလည်းပက်လက်လန်ကကြံရင်နေရောတယ်အဖပြုံးအဖညိုနဲ့ကြီးတော်ရင်တို့ကရသမျှဖျားစာတွေကိုရွတ်ဖက်ကြကုန်လေတယ်ဖိုးခန့်နဲ့ရွှေမီးတို့မောင်နှမကိုဘကကကိုလုံးနဲ့အုံမိုးပေးချတဲ့အတွက်ဖိုးခန့်တို့မှဘာမှမဖြစ်ပေဒါပေမဲ့ကိုဘကကစွတ်ကျဲအင်ကြီးပါးလေးဝစ်ထားတာမို့လင်းတို့တွေကပြန်တန်းရင်ကိုဘကရဲ့ကြောကုန်းတွေကိုခြေသေးလက်သေးတွေနဲ့ကုတ်ချစ်ချတယ်။အဲဒီရက်ဒေသမှာလင်းတို့လင်းဆွဲတွေရှိတော်လဲအနေပါသာရှိပြီးအရိမြများပြားလာတဲ့လင်းတို့အုပ်ကိုအဘာကြီးတွေကအသိုးလက်မှာတခါမှပဲအမြင်ဘူးကြပြီ။ကဲပါကဲတော်မူကြပါတောဆောက်တောင်ဆောင်တို့များဟုတ်အတန်တန်တောင်းမှပါတယ်။ကျုပ်တို့မှားတာရှိခွင့်လွှတ်ကြပါ။အဖပြုံးကလည်းဖျားစာရွတ်တယ်။သာသနာပြုနတ်ကောင်းနဲ့များကဲတော်မူကြပါအဲဒီလိုတဖွာဖွာရေရွတ်နေလေတယ်မကြခင်လင်းတို့အုပ်ကြီးမှာကြက်ပြောက်ငှက်ပြောက်ပျောက်ကွယ်သွားလေတယ်ကိုဘကကြောကုန်းရှိလင်းတို့ချင်းရရီမှာသွေးများပင်စီးကျနေလေတယ်အဲဒီကတစ်ပင်တွေကအလှုပ်ရမ်းသွားပြီးဖြူဖြူအကောင်ကြီးတစ်ကောင်ကတစ်ပင်တစ်ပင်မှတစ်ပင်ကိုခုံကူးကသူတို့အနည်းရှိတစ်ပင်တစ်ပင်ပေါ်မှာရက်ကျန်းလိုက်လေတယ်လာရောင်ကြောင့်အဲဒီကောင်ကြီးကိုအတိုင်းသားမြင်နေရပါတယ်လူတဦးကဲ့သို့ခန္ဓာကိုယ်ရှိတော်လဲလက်တွေကအနှဲငယ်ပိုမိုရှင်းလျားတယ်။အရီကောင်ကြီးရဲ့အသားရည်မှာနွားပြူတကောင်ရဲ့အသားရည်ကဲ့သို့ဆွတ်ဆွတ်ပြူကပြောင်ကြောကြီးဖြစ်နေတယ်။ညနာပါလေမျက်လုံးမမင်းမင်းတစ်ခုပါပြီးတော့အလုံးရှည်လျားတဲ့နှာခေါင်းကြီးတစ်ခုရှိတယ်။နှာခေါင်းကြီးကရှည်လျားလာတာကြောင့်နှာခေါင်းထိပ်ပိုင်းဒီပင်စင်သမောင်းလေးကဲ့သို့တွဲလောင်းကျနေတယ်။အရီကောင်ကြီးကသူတို့ကိုတစ်ပင်ပေါ်ကကြည့်နေရင်လက်ကိုကွေရမ်းပြနေတယ်။ဖိုးကက်တယောက်အရီကောင်ကြီးကိုမမိတ်မတုံကြည့်နေတယ်။ကျန်သူတွေကအံ့ဩမင်တက်နေတာကြောင့်စကားပဲမထွက်ပြီးအကောင်ကြီးကလက်ရက်ပြနေတာကိုတွေ့ရလေပါတယ်။ဟောကျုပ်တို့ကိုသူ့အောင်လိုက်လာခိုင်းတာဖြစ်မယ်။ဖိုးကက်ကပြောလိုက်တော့မှလိုက်လို့ဖြစ်ပါမလား။မသိဘူးလေကွာငါအထင်တော့ဒါတရေကြီးပဲကွာ။အရီကဘာညိုမှာထိမ့်လန့်ခြောက်ချတယ်။မလိုက်ကြလေကွာ။ဒီကောင်ကငါတို့ကိုရန်ပြုတ်ကျင်လို့ခေါ်နေတာတရေတစီဆိုတာဘတော်မှလူကိုကောင်းကျိုးမပြုဘူးအရိကဘာရီကခေါင်းခါလိုက်ပြီးတော့သူ့ကြည့်ရတာဖြူဖြူနဲ့ဆိုတော့တရေနဲ့မတူတပတ်ကြီးကွာတရေတွေကလူတွေကိုချောင်းလက်တက်တယ်ဆိုပေမဲ့တပတ်ကလူကိုကူညီရဲဆိုတာငါကြားဘူးလေအောင်ပါဖျက်မထွေးမင်းရုံရင်မင်းလိုက်သွားငါတော့မလိုက်ဘူးတရေတော့မလိုက်နိုင်ဘူးအဖွဲအတွင်းသဘောထားတွေကွဲလွဲကုန်ကြတယ်အဲ့ဒီချိန်မှာဘာရီကအရှိကိုထွက်လာပြီးတော့ကဲမင်းတို့လိုက်မလိုက်
ငါတော့သူ့နောက်လိုက်သွားမယ်အဘာရီထားလိုက်တဲ့ကကိုဘကလည်းမတ်တက်ရက်လိုက်ပြီးတော့ကျုပ်လည်းလိုက်မယ်သားနဲ့သမီးလည်းလိုက်မယ်မလားဘိုးကန်းနေရွှေပြီးလဲခေါင်းငိမ့်လိုက်ကြတယ်ကြီးတော်ရင်ကတပတ်စာကြီးကိုဆွဲချုံလိုက်ကကိုဘကနဘေးမှာဝင်ရက်တယ်ကြီးတော်ရင်နောက်ကိုအဘာကြီးပြောကလည်းထားလိုက်သွားတယ်နောက်ဆုံးတော့မလိုက်မဲ့သူကအဘာညိုတယောက်သာကြံနေခဲ့တော့တယ်ဘာညိုခမရတကယ်မလိုက်ဘူးလားအဘာပြုံးကမေးတဲ့ကအဘာညိုကခတ်မှာပါနဲ့အေးမလိုက်ဘူးကွာဒါဆိုရင်လေခမရတယောက်လေးသာနေခဲ့ပြီတော့တကယ်လို့ကျုပ်တို့ရွာရောက်ခဲ့သည်ရှိသောခမရကိုပြန်လာခေါ်မယ်အဲဒီကောင်ကြီးမှာသူတို့နဲ့ခက်လန်းလန်းရှိတစ်ကိုင်းတကိုင်းတန်ကိုခွန်ကူးလိုက်လေတယ်ကိုဘကအဘာပြုံးတို့လူတစုလဲအဲဒီကောင်ကြီးနောက်ကိုဆက်လျှောက်လာကြနေတယ်ခက်လန်းလန်းအရောက်မှာကိုဘကအနောက်ကိုလှည့်ကြည့်ပြီးတော့ဘာညိုကြီးခုနကလင်းတို့တွေထက်လာရင်တော့အဘာညိုလင်းတို့စာဖြစ်ပြီးမဲ့ဗျာကိုဘကအော်လိုက်တဲ့ကမြေမောင်ပေကက်ထိုင်နေတဲ့အဘာညိုတယောက်ချက်ချင်းမတ်တက်ထားရလိုက်ပြီးသူတို့နောက်ကိုအမောတကောနဲ့ပြေးလိုက်လာနေတယ်ဖျောင်းလေငါ့ကိုလေစောင့်ကြပါဦးကွာမင်းတို့ကလေအဘာညိုကမယုံတော့လေလူအများနဲ့ပေါ်လိုက်ပါလာခဲ့တယ်အဖြူရောင်တပတ်ကြီးမှာတစ်ပင်ပေါ်မှာလုံးဝမစင်မဲတစ်ပင်တစ်ပင်နဲ့တပင်ပေါ်ကိုခုံကူးကအရှိကောင်းလေးသွားလေတယ်ခက်လန်းလန်းရောက်တဲ့အခါရင်အနောက်မှလူတွေပါလာမပါလာဆိုတာကိုလှည့်ကြည့်တတ်သေးတယ်ကိုဘခတ်တို့လည်းလိုက်လာရတယ်စိတ်ကတော့မချပြီလက်ထဲမှာတော့တရှိကိုကင်ဆွဲထားပြီးအစင်နဲ့ပြင်ဆင်ထားလိမ့်တယ်အဘညိုပြောတဲ့ကဲ့သို့တပတ်ကြီးကလူသားတွေကိုမြားခေါ်သွားပြီးရံပြုတ်မှာကိုစုံရင်တော့ကြောင့်ဖြစ်ပါတယ်တပတ်ကြီးနောက်ရုံကြီးချင်းနဲ့လိုက်သွားသူမှာအဘာရီဖြစ်တယ်တပတ်ကြီးကတပင်မတပင်ကိုခုန်ကူးလိုက်ပြန်လဲကြည့်လိုက်နဲ့သွားတယ်တခါတရံလဲလိုက်လာခဲ့ရင်လက်ရက်ခေါ်သေးတယ်သူ့နောက်မှာအဘာရီကအပြေးလိုက်လေတယ်အဘာရီနောက်မှာတော့ကိုဘကကအဓားကင်လေးလိုက်လာတယ်ကိုဘကပစိုးစားကိုဖိုးကတ်နဲ့ရွှေမိမောင်နှမကဆွေရင်လိုက်ကြတယ်နဘေးမှာတော့အဘာပြုံးနဲ့ကြီးတော်ရင်ကအထက်ကျက်မကွာလိုက်လာကြပါတယ်ဟိုးအနောက်ဆုံးမှာတော့အဘာညိုတယောက်တွန်းဆုံနဲ့လိုက်လာလေတယ်အဲဒီလိုတန်းကြားသွားပြီးတော့တောဆက်စီကိုရောက်လာခဲ့တယ်တပည့်ကြီးကတော့တောဆက်ရှိကြီးမားတဲ့တစ်ပင်ကြီးတပင်ပေါ်မှာတက်ကတွဲလွဲခိုနေရတယ်တောဆက်ကနေထွက်မိလိုက်တဲ့အချိန်မှာကွင်းမြင်ကြီးကိုတွေ့လိုက်ရတယ်ကွင်းမြင်ဒီမှာယာခင်းလေးကိုတွေ့ရပြီးဟိုးအဝေးမှာတော့သူတို့မြေစုံရွာလေးကိုခက်ရေးရေးမြင်နေလေရတယ်အဲဒီနီနာရှိတစ်ပင်တပင်အောက်မှာပဲနွားလေးကရက်တက်လျက်ရှိပါတယ်ကိုဘကလည်းနွားလေးပေါ်ကိုပြေးတက်လိုက်ခြင်းကျန်တဲ့သူတွေကလည်းတောအုပ်ခင်တန်းတွေကနေပြေးထွက်ကနွားလေးပေါ်ကိုတက်လိုက်ကြတယ်နွားလေးပေါ်ရောက်တဲ့ကကိုဘကနွားဝါနှကောင်ကိုရွာစီကိုသွားရန်အတွက်မောင်းနေလိုက်တော့တယ်အဲဒီတော့မှလဲပေါ်ကလူတွေမှာတပတ်ကြီးကိုတတိယပြီးလှည့်ကြည့်ကြတဲ့အခါတပတ်ကြီးမှာတစ်ပင်ထိပ်ဖြားပေါ်မှာတက်နေပြီးသူတို့ကိုလက်ပြနှုတ်ဆက်နေတာကိုတွေ့ရလေတယ်အတော်ဝေးပြီးရောက်တဲ့အခါမှသာတပတ်ကြီးကခင်တန်းတွေကိုပြန်လေခုံပေါက်ဝင်ရောက်သွားနေရောတယ်လဲပေါ်လိုက်ပါလာရင်အဘာရီကအဘာညိုကိုကြည်ရင်းနဲ့ကဲဘာညိုခင်ဗျားယုံပြီလားအဘာညိုဘာမှမပြောနိုင်ပဲခေါင်းကိုဖြင်းချင်းစွာနှိပ်လိုက်တယ်ခင်ဗျားပြောတော့တရေတစီဆိုတာလူတွေကိုမကူညီနိုင်ပါဘူးဆိုအဘာညိုကမျက်နှာငယ်နဲ့ဟုတ်ပါတယ်ကွာဒါပေမဲ့အခုငါတို့ကိုကဲခဲ့တာတပတ်စုကွာငါပြောတာကတရေတစီကလူကိုမကူညီဘူးလို့ပြောတာလေတပတ်ကမကူညီဘူးလို့ပြောတာမှမဟုတ်တာကွာအဘာညိုစကားကြားပြီးတဲ့အခါအဘာရီတယောက်ဒေါပသွားလိမ့်တယ်အောင်ပါခမရဒီလောက်ကိုရီကျုံလာရတာတော့မယုံသေးတာလားငါယုံပါပြီဘာရီရတပတ်တွေကလူကိုကူညီရဲဆိုတာယုံပါပြီဒါပေမဲ့တရေတစီကူညီတာကြုံမှမကြုံသေးတာကွာဒီတော့ငါစကားအခုချိန်ဒီမှန်နေသေးပါပဲကွာဟာဟဲ့လူငယ်တို့ခမရနောက်ဆုံးချိန်ဒီစကားကိုကတ်သက်ပြောနေတာပဲအဘာရီကအဘာညိုထံကိုခုံအောင်လိုက်လျော်တယ်အဲဒီလိုနဲ့အဘာညိုနဲ့အဘာရီမှာလဲပေါ်မှာပဲတချီတမောင်နပန်းလုံးကြပြန်တော့တယ်ယခုခါရင်တော့မြည်သူမှမဆွဲတော့ဘိုးကန်းနဲ့ရွှေမိကကြည်ကောင်းကောင်းနဲ့ကြည်နေကြသလိုကြီးတော်ရင်တယောက်ကတော့တခွေးခွေးနဲ့ရီလျော်တယ်အဖပြောမင်းလေးမပြောဝင်တော့ပဲဝလုံးခွဲအောင်အော်ဟစ်ရီမောင်းရင်ရွာကိုပြန်ဝင်ခဲ့ကြလေတယ်
ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအက္ခစောရေးသားထားတဲ့တောမောက်တဲ့ညဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကိုပရိသတ်တွေကကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်ဗျနောက်နေ့နောက်ရက်ဒီမှာလည်းကျွန်တော်တို့ရဲ့ channel လေးကနေဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျဒီကနေ့ရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ